လုံးဝမြင်ပိုက်တောင်စားလာပါပြီထမင်းညနေစားပြီးတော့ဒါကမွန်းချင်းရွက်ကလေးနဲ့မြင့်ထက်ခါပြတယ်ချက်စားကြအောင်ရာသီဥတုပူတဲ့ချိန်မှာဒီမှာကစွန်းရွက်နဲ့ပဲ့မင်ပေါင်းနဲ့အရင်သမီးတို့ကစားခြင်းနဲ့ပြောတော့အဲ့ဒါကြော်လိုက်တယ်ပေါ့နော်ဒီမှာကမွန်းချင်းရွက်ကလေးနဲ့ငချင်းပြူလေးနဲ့ဒီလိုလေးချက်ပါတယ်တဲလေးတို့နော်ဒီမှာဒီကောင်းလေးဆိုရင်တအားဆုပ်လူကောင်စားလူကောင်မပြီးရင်ငရုတ်သီးစိမ့်လေးနဲ့ရှမ်းနံနံလေးအပေါ်ကအုပ်တယ်နော်အရေးလေးဒီလိုလေးရာသီဥတုပူတဲ့ချိန်မှာအဲ့လိုလေးဆန်းဆန်းစားတအားကောင်းပြင်ငပိရလေးဆန်းစားဒီလာတဲ့လေးတို့ဒါလေးကိုလည်းနည်းနည်းအဆက်ဘက်ကလေးကိုသွားပြီးမြင့်ချက်ထားတယ်ဒါငချင်းပိုက်သားလေးတွေနော်အင်ရှင်မတွေမောင်လေးတွေညီမလေးတွေမြင်မစားခြင်းချက်ချင်အောင်လို့ပေါ့နော်ကမွန်းညွယ်လေးနဲ့ဘာမှမခင်းဘူးနော်ကျက်တုံပြူလေးနဲ့ဟိုပါလေဒီငွေဒီခွဲချမ်းလေးနဲ့မြင်ရစီတက်တယ်နော်စနွင်းလေးနဲ့စီတက်တယ်ကျက်တုံပြူနဲ့ပေါ့နော်စီတက်ပြီးတော့မှကမွန်းညွယ်လေးကိုထည့်လုံးနဲ့လုံးပြီးမှပြီးကမွန်းညွယ်လေးကြည်သွားပြီးမှငါးလေးလုံးနဲ့ပြင်ကိုလိုတလောက်ရေလေးထည့်တယ်ဒါပဲခြကန်နေကြရင်ရတာပါညာတော့ထည့်ပါနော်ကိုပါကိုပြင်ခြကန်နေကြရင်ငရုတ်ဒီစိမ့်လေးထည့်လိုက်တယ်ခွဲချမ်းလေးနဲ့ချက်တာဆိုတော့နည်းနည်းဆက်ပကလေးပါတယ်ကဲဆုံးတော့ကဲဆုံးညထည့်ရမှာဆုံးညဘုံနေလေဒါရန်တန်ငါကြီးလည်းဖုံးမိန်နေပေါ့နော်ဒါတော့ဒီမှာကစုံရက်နဲ့အိုးပဲပင်ပေါက်ကလေးနဲ့ပဲပင်ပေါက်ကလေးနဲ့ကြော်ထားတာရှေ့ကောင်းမွေးနေရောပဲတဲလေးတို့